ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးလူတစ်ယောက်ဟာလိန်ညာပြီးပစ္စည်းခိုးနိုင်ပေမဲ့အမှန်တရားကိုတော့ဖုံးကွယ်နိုင်မလားဒါကတော့စကြီးဆယ်ပွဲထဲကပညာရှိမဟောတတာရဲ့နွားခိုးမှုဖြစ်ရှင်းခံမယ်ဟိုးရှိတုန်းကကြေးရွာတရွာမှာနွားတစ်ကောင်ကိုလူနှစ်ယောက်အပြင်းထန်လူနေကြတယ်တယောက်ကဒီနွားကငါမွေးထားတာလို့ပြောတယ်နောက်တစ်ယောက်ကလည်းမဟုတ်ဘူးငါနွားလို့ညင်းတယ်ရွာသားတွေကဘသူကပိုင်ရှင်စစ်လဲမသိကြဘူးဒါကြောင့်အဲ့ဒီအမှုကိုပညာရှိလေးမဟောတတာစီခေါ်လာကြတယ်မဟောတတာဟာလူနှစ်ယောက်ရဲ့အမှုအရာကိုတေချာကြည့်တယ်နောက်ပြီးနွားကိုဘာကြွေးထားလဲဆိုတာမေးလိုက်တယ်ပိုင်ရှင်အစ်စ်ကညက်နဲ့နှက်ဖက်ကြွေးထားတယ်လို့ဖြေတယ်တခုကတော့မတေချာပဲရှောက်ဖြေတယ်ဒါပေမဲ့မဟောတရာဟာအဲ့ဒီလောက်နဲ့မဆုံးဖြတ်သေးဘူးသူကနွားကိုရေးတိုက်ပြီးအန်စီဖို့လှုပ်လိုက်တယ်နောက်တော့နွားအန်လာတဲ့ထဲမှာညက်နဲ့နှက်ဖက်တွေထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာမဟောတရာကချက်ချင်းပြောလိုက်တယ်နွားကိုတကယ်မွေးတဲ့သူသားဘာကြွေးထားတယ်ဆိုတာအတိအကျသိနိုင်တယ်တခိုးဟာကြောက်ပြီးအမှန်ကိုဝန်ခံလိုက်တယ်ရွာသားတွေအားလုံးဟာမဟောတရာရဲ့ဉာဏ်ပညာကိုအံ့ဩချီးကျူးကြတယ်ဒီအမှုကြောင့်မဟောတရာရဲ့နာမည်ဟာပိုပြီးကျော်ကြားလာခဲ့တယ်ဒီဇက်တော်ကတင်ပေးတာကအမှန်တရားဟာခဏဖုံးကွယ်ထားနိုင်ပေမဲ့နောက်ဆုံးမှာတော့အမြဲပေါ်လာတတ်တယ်ဆိုတာပါ